အားလုံးကပါဒီခါမှာတော့မြေကွက်တို့ကိုအကြောင်းပြုပြီးတော့အပြန်အလှန်မှုတွေဖြစ်ပွားတဲ့အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။ကိုကမြေကွက်တို့ကိုဝဲထားတယ်။တော့လည်းမကြည့်နိုင်ဘူး။အချိန်ကာလတစ်ခုကြာတဲ့အခါမှာသူများဝင်ရောက်ကျူးကျော်ပြီးတော့အိမ်ဆောက်တယ်။ကိုကသွားပြောတဲ့အခါမှာသူကကိုကိုဆဲလို့တယ်မောင်းလို့တယ်။ကိုကသူ့ကိုပိုင်နေကျူးလွန်မှုနဲ့အရေးယူတဲ့အခါမှာသူကကိုကိုပြန်ပြီးတော့သူ့ကိုဆဲပါတယ်ချင်းချောက်ပါတယ်စိုင်းဘုတ်တွေဖြုတ်ချပါတယ်ဝင်းမြန်တွေရိုက်ချိုးပါတယ်ပိန်းတွေဝင်းရိုက်ပါတယ်စသဖြင့်ပုံမှန်တွေအများကြီးတက်ပြီးတော့အမှုပြန်ဖွင့်လာမျိုးဖြစ်တတ်ပါတယ်အမှန်တကယ်တော့ကိုယ့် channel ကိုသူများဝင်ရောက်ကျူးကျော်ပြီးဆိုတာလည်းရှင်းနေတော့ဦးနဲ့သူ့ကို notice ပို့ပြီးတော့ဖယ်ရှားခိုင်းတင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းရဲစခန်းမှာတောင်းရောက်ပြီးတော့ကိုကလက်ရှိဖြစ်ကြောင်းသက်သေပြပြီးတော့သူ့ကိုပိုင်းနဲ့ကျူးလွန်မှုနဲ့အရေးယူတင်ပါတယ်အိမ်ချမ်းပြည်ဆိုတာဝဲထားပြီးရင်စာပေါင်းများစွာမြတ်တယ်လို့ပြဿနာတက်ပြီးဆိုရင်လည်းစာပေါင်းများစွာဝကြေးခွင့်ကြောင်းတွေများပြီးတော့ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ကိုချန်နယ်ကိုသူများဝင်ရောက်ကျူးကျော်ပြီးဆိုတာလည်းနားလေတက်ကျွမ်းတဲ့ရှင်းနေတူဦးနဲ့တိုင်ပြီးတော့နီလန်တကြားဆောင်ရွက်တင်ပါတယ်။အဲ့လိုမှမဟုတ်ရင်သူကကိုယ်ကိုပြန်ပြီးတော့ပုံမှန်အများကြီးတက်ပြီးအမှုဖွင့်တာမျိုးဖြစ်တတ်ပါတယ်။အခုပြောပြသွားတာတော့မြေကွက်တော်ကိုအကြောင်းပြုပြီးတော့မှအပြန်အလှန်မှုတွေဖြစ်ပွားတဲ့အကြောင်းကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရားလွတ်တော်ရှင်ဦးကျော်တင်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ